ဒီကနေစပြီး reading စပြီ reading ဆိုအပုတ်တူကတော့နှစ်ပုတ်အပုတ်လက်ကတပုတ်ပြီးတော့လို့ရှိရင်အပုတ်ကြီးကတော့တပုတ်ပေါ့နော်ကဲစအဲ့တော့စနေရဲ့ reading ဖတ်ပုံဖတ်နည်းကဘယ်လိုလဲဆိုရင်ဒီကဏ္ဍရဲ့ဘေးကလေးမှာပေးထားတဲ့မေးခွန်းအရင်သွားဖတ်တယ်မေးခွန်းကိုဖတ်ပြီးရင်ဒီဘောကအချက်လက်ကိုသွားဖတ်တယ်ပြီးအောက်ကအဖြေလေးခုတွေကနေပြန်သွားရှာတယ်ဟုတ်ပြီနော်ကဲဒါဆိုရင်မေးခွန်းလေးရင်ဖတ်ကြည့်အောင်このメールでムムさんは大友さんに何が言いたいですかဒီ email မှာတဲ့ムムさんက大友さんစီကိုဘာကို言いますပြောဒီ言いたいですかပြောချင်နေတာလေတို့ကအမီဆန်မဟုတ်တော့1 2 3လေးတန်းရွေးရမှာရွေးရမှာမသိဘူးအဲ့တော့အဘောစာပိုက်ကိုဖတ်ကြည့်ရတယ်ဘာပြောချင်တာလဲ会社でコンビニမှာムムさんは同じ会社の大友さんにメールをしましたムムさんにโอนาจีဆိုတာတူညီတာခိုက်ရှာတော့ကုမ္ပဏီတူညီတဲ့ကုမ္ပဏီကတော့တနည်းအားဖြင့်ကုမ္ပဏီတစ်ခုထဲမှာလုပ်နေတဲ့အိုးတမိုဆန်စီကိုမေးလို့ရှိမှစတာအီးမေးလ်လေးပို့ခဲ့ပါတယ်အဲ့ဒါကတော့အိုးတမိုဆန်ရေတဲ့စကွဲနော်ဦးရဲ့နော်အိုကာရှီကိုအာရီဂါတော့စပွဲပေါ်ကမုတ်တွေအတွက်ကျေးဇူးတင်တယ်နော်တဲ့လျော်ကိုဝါဒိုးတဲ့စတာကခရီးကရောဘယ်လိုဖြစ်ခဲ့ပါလဲ今အခုအိုးတမိုဆန်တော့တကောရိုနီအိုးတမိုဆန်ရဲ့နေရာကိုတနည်းအားဖြင့်အိုးတမိုဆန်အလုံးလုံးနေတဲ့နေရာကိုအီကီမစတာကဒါမှမဟုတ်သွားခဲ့ပြီမဲ့လို့ဘာသာပြန်လို့မရဘူးသူ့ဘက်ကသွားတာဆိုတော့ဒါပေမဲ့ဘာသာပြန်တော့လာခဲ့ပြီမဲ့လေအီမာဆန်ဒေစတာကလူမရှိတဲ့အတွက်ကြောင့်မေဒီယိုရှိမစတာအီးမေးလ်ပို့ခဲ့ပါတယ်အဲ့တော့အိုအီရှိခတ်တာတဲ့ရတာရှိခဲ့ပါတယ်ကိုချီဆိုဆာမဒေစတာကျွေးတဲ့အတွက်ကျေးဇူးပါနော်တဲ့ဒါဆိုရင်ဘာကိုပြောချင်တာလဲခရီးရပြန်လာလို့မဝယ်လာပေးတယ်လေအိမ်မုတ်တွေကရတာရှိတယ်ကျေးဇူးတင်ပါတယ်ဒါပဲသူပြောချင်တာဒါအဲ့ဒါကိုဖြေသွားရှာနံပါတ်1 Okashio arigatou gozaimasu မုတ်တေအတွက်ကျေးဇူးတင်တာအဲ့တော့အဖြေမှန်သည်နံပါတ်1ပေါ့အီးမေးလ်ကတကူတကပို့ရတဲ့အကြောင်းပြန်သူကလူရှိတဲ့နေရာကိုသွားတယ်ဒါပေမဲ့လူရှိမနေတော့မေးပို့ပြီးတော့ကျေးဇူးတင်လိုက်တာအဲ့တော့အဖြေမှန်သည်နံပါတ်1နံပါတ်2ကျတော့ဝါတာစီမိုလီယိုကိုနီအီကီတာဤですကျွန်တော်လည်းပဲခရီးကိုသွားခြင်းတယ်သွားခြင်းတဲ့အကြောင်းလုံးဝမီးထားဘူးစာပိုက်ထဲမှာနံပါတ်3က今大友さんはどこにいますかအခု大友さんဘာမှရှိနေလဲနံပါတ်4က私もお菓子が好きですကျမလည်းပဲမုတ်ကိုကြိုက်တယ်ဒါအကြောင်းအရာနှစ်ခုထပ်တူနေပါရအောင်နော်ဒါလည်းတစ်ခုကအိုးတမိုဆန်ဘာမှရှိနေလဲလို့မမေးဘူးသူလာတော့မရှိဘူးလို့ပဲပြောရတာဟုတ်ပြီနော်အဲ့လိုပုံစံမျိုးနောက်တစ်ခုနံပါတ်19မှာဝါတာရှီဝါအီမဒန်ရှာနောနာကတဲ့နာနီယိုရှိမတ်ကကျွန်တော်ဒီအခုယထာထဲမှာဘာကိုလုပ်တယ်လဲဂကုစိနော်ခို့တို့ចောင်းသားဘွားတုန်းကဝါတာရှီဝါကျွန်တော်ဒီအစ်စမိုအမြဲတမ်းတမိုသားချီတို့ဟာနာရှိနာကတာတငယ်ချင်းတွေနဲ့စကားပြောရင်းနဲ့ဒါចောင်းသားဘွားတုန်းကမေကွန်းကအခုလို့ပြောထားရဲ့နော်စကားပြောရင်းနဲ့ဒန်ရှာတဲ့ယထာထဲမှာဂကုနီယထာဖြစ်ပေါ့နော်ဂကုနီအစ်တေအီမတ်ဒါဆိုရင်ចောင်းတို့သွားလို့ရှိပါတယ်ဒီမှာစုကြံခဲ့တယ်အီမာဝါဒါအခုကတော့တဲ့ဟီတိုရီတဲ့အခုလို့ပြောထားတယ်အခုတယောက်တည်းဒန်ရှာတဲ့ခိုင်ရှာနီအီခီမာကုမ္ပဏီကိုသွားတယ်မေကွန်းကတယောက်ဒီဆိုအခုဘာလုပ်လဲပေါ့ယထာရဲ့မှာခိုင်ရှာမတဲ့ကုမ္ပဏီအထိအကြီးကြီးကန်တနာကြီးကြောင်ဟွန်းအိုယောမီနာကတာဒီမှာအဖြစ်ပဲစာအုပ်ကိုဖတ်ရင်းနဲ့ကုမ္ပဏီကိုအီကီမာသွားတယ်နာဂါရာဆို M4 ပတ်တိုင်းမတင်ရသေးဘူးရင်းနဲ့ရွဲတွေပဲစားရင်းနဲ့သွားရင်းနဲ့လှုပ်ရင်းနဲ့နားထောင်ရင်းနဲ့အဲ့တော့ဖတ်ရင်းနဲ့ကုမ္ပဏီကိုသွားတယ်အီမာဝဟွန်းကဝတ်တရှိနိုတမိုသားချီတဲ့အခုချိန်မှာတော့စာအုပ်တွေကကျွန်တော်ရဲ့တငယ်ချင်းဖြစ်လာခဲ့ပါတယ်အဲ့တော့နံပါတ်19မှာ私は今電車の中で何をしますかကျွန်တော်ဒီခုရထားထဲမှာဘာလုပ်လဲနံပါတ်1友達と話しますတငယ်ချင်းတွေနဲ့စကားပြောတယ်ဒါအရင်တော့တငယ်ချင်းတွေနဲ့အတူတူသွားတာဒါအရင်ကမေးခွန်းကအခုလို့ပြောထားတယ်နံပါတ်2友達と本を読みますတငယ်ချင်းတွေနဲ့စာအုပ်ကိုဖတ်တယ် no စာပိုက်မှာဟီတိုရီတဲ့တယောက်တည်းလို့ပြောထားတယ်နံပါတ်3ဟီတိုရီတဲ့本を読みますတယောက်တည်းစာအုပ်ကိုဖတ်တယ်တော့ဖြစ်မှန်ဒီနံပါတ်3ဖြစ်ပါတယ်ဒါလေးကြတော့ခိုင်းရှာနိုဟီတိုတိုဟာနာရှိမတ်ကုမ္ပဏီကလူတွေနဲ့စကားပြောတယ်ကုမ္ပဏီကလူတွေနဲ့စကားပြောရင်လို့လုံးဝမပါထားပါဘူးเนาะ